Hello မင်္ဂလာပါကျွန်တော် live လွှင့်နေအစင်မပြေတော့အခုလိုဗီဒီယိုလေးဖြစ်လို့ပြီးတင်ရခြင်းဖြစ်ပါတယ်နော်မင်္ဂလာနေ့ခင်မှာကျွန်တော် live ကိုတွေ့ရှိတဲ့မျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူစံသားတွေတလုံးတော်ရည်ပြည့်စုံကြပါစေလို့ဥစွာပထမမေတ္တာပို့ရပါတယ်နောက်ပြီးဒုတိယဒီတစ်ပတ်မှာကျွန်တော်တို့လူရဲ့အခွေမအောင်မြင်ခဲ့ပြီမဲ့မေတ္တာမပြတ်ဘဲနဲ့ချစ်ခင်ပေးကြသောကျွန်တော်ညီအကူနမများကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်တို့မူရီဟာဒီလိုမျိုးဒီချိန်တစ်ခါရီတော့ဖြစ်တတ်တာပေါ့နော်ကျွန်တော်လည်းဒီလိုဖြစ်မဲ့အချိန်တွေကိုအင်မတန်ကြောက်ခဲ့တာပါကြောက်ခဲ့တဲ့အတိုင်းပဲဒီချိန်ဖြစ်လာနော်ကျွန်တော်တို့ရဲ့အခွေနာနေကက်ကပ်ပြီးတော့နောက်ဆုံးအချိန်မှာဆိုရင်နော်ဒါခွန်ထိတ်ဆိုရင်ကျွန်တော်တို့အတွက်အများကြီးအတ္တနေတဲ့စီကနေတပွင့်ကြီးနဲ့နော်ကျွန်တော်တို့အစင်မပြေဖြစ်သွားနော်အမျိုးတွေအားလုံးအဲ့ကျအတွက်ဒီဘက်မှာတော့အကောင်းဆုံးနေဖြစ်လိမ့်ပါလိမ့်မယ်ကျွန်တော်တို့ဒီချာရွေးချယ်ပေးထားပါတယ်ဟုတ်ကဲ့ဒီဘက်မှာကျွန်တော်ဒီဘက်ကအမျိုးတွေအတွက်လဲနော်မွေးကနန်းကိုအဓိကထားပေးမယ်မူရီ site တွေကတော့အများကြီးရှိတယ်နော် live လေးနဲ့ဗီဒီယိုလေးနဲ့သွားရတာဖြစ်တဲ့အတွက်ကျွန်တော်မြန်လေးသွားမယ်ပေါ့ဗျာနော်ဟုတ်ကဲ့ပါအဲ့ကြတော့ဒီဘက်မှာမူရီ site တွေနော်ရှိရတဲ့ကမွေးကိုဒီကပေးကျင်တာဘာလို့လဲဒီမှာကိုဘရိတ်ဒူထဲရောက်ဖြစ်တာတယ်646ကီးတွေနဲ့646ဘရိတ်တွေလာမယ်ဆိုတော့ဒီမှာ6ဘရိတ်ဆိုပြီးတော့ဟုတ်လား646ကီးနဲ့646ဘရိတ်တွေလာမယ်ဆိုတဲ့စီမှာเนาะအဲ့ဒါလာခဲ့ပါတယ်အခုလည်းပဲဒီမှာ6ဘရိတ်လို့ထပ်ပြီးတော့ဘရိတ်ထပ်ရိုက်တယ်ဒါကြောင့်မို့လို့619ကီးတွေနဲ့619ဘရိတ်တွေလာပါဦးမယ်ခင်ဗျာအဲ့ဒီမှာထပ်ပြီးတော့ဘရိတ်ဆောင်တူ9ဘရိတ်ဆိုပြီးလဲထပ်ဖြစ်တဲ့အတွက်ဒီ94ဘရိတ်တွေဟာမျိုးတွေအတွက်သေချာပေါ့နော်အကောင်းဆုံးနေဖြစ်မယ်အဲ့ဒီသေချာပေါ့အကောင်းဆုံးနေဖြစ်မဲ့တဲ့ကနော်အခုပေးမဲ့မွေးကနန်းဟာအမျိုးတွေအတွက်အကောင်းဆုံးဖြစ်မှာပါဟုတ်ကဲ့ပါကျွန်တော်တို့ပြီးသွားတဲ့ပတ်ဒီကလေးကကလင်နာ site တွေပြခဲ့တဲ့စီမှာ4နဲ့1နဲ့ပေါ်ရင်9ပါဝါ3ညလာမယ်ဆိုတဲ့စီမှာ3ညဒီ3ရက်အတွင်းကလေးကဖမ်းခဲ့တာဒီ4ရက်အတွင်းမှာရခဲ့တယ်အဲ့ဒီ9ပါဝါ3ညကအလုံးပိုင်ပြည့်နဲ့တွားတယ်ဒီတစ်ခါမှကျွန်တော်အမျိုးတွေအတွက်သူကဒီနှလုံးစလုံးဒီပတ်တိုင်းကြနေတာအဲ့ဒီကြတော့အဲ့ဒီနှလုံးကိုကင်ပြီးတော့အမျိုးတွေထိုးရမယ့်ကနန်း၄ခွက်ကိုကျွန်တော်ကတည်ပေးမှာဖြစ်ပါတယ်နော်ဒီဘက်မှာလဲကျွန်တော်နင်းနဲ့တင်းနဲ့ပေါင်း3ပါဝါ8လုံးပိုင်ချက်ချင်းလာမယ်လို့ကျွန်တော်တို့ဒီဘက်မူဆိုင်တွေနဲ့လဲရှိလို့ပေးခဲ့တယ်ကျွန်တော်ရဲ့ group မှာလဲခွန်လုံးပိုင်နေ8လုံးပိုင်နေနဲ့ပေးခဲ့တယ်ဒီခွန်8ခွန်ဟာမိန်ဒီကနန်းနဲ့မှာပါတယ်နော်ဒီဘက်ကမျိုးတွေလဲ8လုံးပိုင်ပေးခဲ့တဲ့စီမှာဟုတ်လားအဲ့ဒီကြတော့ဒီတစ်ပတ်မှာအမျိုးတွေကိုကျွန်တော်တို့4နဲ့9နဲ့ပေါင်းရင်1ပါဝါ6လုံးပိုင်3ရက်အတွင်းရှိတယ်အဲ့ဒီ3ရက်အတွင်းရှိတဲ့6လုံးပိုင်ကိုကျွန်တော်တို့ကဒီ16ဒီတကနှလုံးစလုံးယူမယ်ဒီမိန်မွေးကနန်းကိုအမျိုးတွေကိုအဓိကထားပေးခဲ့မှာဖြစ်တယ်နော်ဟုတ်ကဲ့ပါအဲ့ဒီကြတော့ကျွန်တော်တို့ဒီကနေစကြည့်အောင်
1နဲ့5နဲ့ပေါင်းရင်6ပါဝါ1လုံးပိုင်ဟာ3ရက်အတွင်းနေထွက်တယ်ဆိုတော့ဒီမှာ1လုံးပိုင်ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီ6 နှလုံးစလုံးယူမှာဒီဇောင်းပေါင်းခြင်း1နဲ့5နဲ့6ကိုဒီလိုကျွန်တော်တို့ဒီအင်္ဂါနေ့နဲ့ဗုဒ္ဓဘူးနေ့အပိတ်နှလုံးပေါင်းခြင်း9ရက်3ညရက်ပေါင်းရင်9လင်းချင်းနဲ့ကတ်မယ်အဲ့ကြတော့6964 1914ဆိုပြီးနော်မွေးကနန်းမှာဒီမှာ19နဲ့14ဆိုပြီးတော့တစ်ကမိန်းနေနဲ့နှစ်ကွက်ထွက်ခဲ့ပါတယ်နော်ဟုတ်ကဲ့ပါမင်္ဂလာပါအဲ့ကြတော့နောက်တစ်ပတ်အတွက်ဒီ3နဲ့1နဲ့ပေါင်းရင်4ပါဝါ9 4အချင်းကိုကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းခုနှစ်အချင်းနဲ့4 နှစ်9နှစ်ဆိုတဲ့ကဏ္ဍနေဟာနောက်တစ်ပတ်မှာထွက်မယ်ဆိုတော့ဒီမှာ4ဆိုပြီးထွက်ခဲ့ပါတယ်ဒီမှာဘာတစ်ခုတွေးရမလဲကျွန်တော်အမျိုးတွေကိုမွေးကနန်း4ခွက်ထဲကိုမိန်ထားပြီးတော့ထိုးစေချင်တာနော်သူ့ကိုအခွေအဖြစ်နဲ့သွားလိုက်မယ်ဆိုရင်တော့2ခွက်3ခွက်ထိထွက်ပါတယ်ခင်ဗျာဒီမှာတော့ကလည်း6661တွေဟုတ်လား61ကိုကျွန်တော်တို့က6လေးနဲ့ကတ်လိုက်မယ်ဆိုပြီး6လေး61 6လေးအခွေလို့ပြောလိုက်မယ်ဆိုရင်66တွေရော61တွေရော19တွေရော14တွေရောဟုတ်လား4ခွက်တောင်ထွက်တယ်เนาะဒီအားမလို့ဒီတစ်ပတ်မှာကျွန်တော်မျိုးတွေအတွက်4ခွက်ကမိန်တင်ပြီးတော့အခွေဖြစ်လဲထိုးရမှာဖြစ်ပါတယ်ခင်ဗျာအကောင်းဆုံးကိုတခါတည်းပေးရရှိတဲ့အတွက်တစ်ခုကိုပဲပိုင်နိုင်လုံးစေခြင်းပါတယ်ခင်ဗျာဟုတ်လားဒီမှာ4ခွန်ဆိုပြီးထွက်တယ်9နှစ်ဆိုပြီးထွက်တယ်အခွေလိုမျိုးဆိုရင်เนาะတင်ခွဲလို4ခွက်တည်းဆိုရင်4ခွန်ပေါ့ဗျာเนาะဟုတ်ကဲ့ပါမင်္ဂလာပါအဲ့ကြတော့အခု6နဲ့4နဲ့ပေါင်းရင်3ည5ကိုနှလုံးပေါင်းခြင်း8 3ကပ်ပြီးတော့3ည8 3ည3 5853ဆိုတဲ့စီမှာဒီမှာ3ည8လို့ထွက်ပြီးတော့3ည583အခွေလို့ဆိုရင်2ကြိမ်ထွက်ခဲ့ပါတယ်နောက်ပြီးတော့4နဲ့1နဲ့ပေါင်းရင်5 3ညကိုနှလုံးပေါင်းခြင်း6 အချိန်နဲ့3ည6 3ည1 5651ဆိုတဲ့ကဏ္ဍမှာဒီမှာ3ည1ဆိုပြီးတော့နော်ထွက်ခဲ့ပါတယ်ခင်ဗျာအဲ့ကြတော့ဒီမှာနှလုံးပေါင်းခြင်း3ပါဝါ8လုံးပိုင်လို့ကျွန်တော်တို့ပြီးသွားတဲ့ဘက်ကပြီးခဲ့တဲ့စီမှာနှလုံးပေါင်းခြင်း3ည5အချိန်နဲ့33 80 85ဆိုတဲ့စီမှာဒီမှာ80ဆိုပြီးထွက်ခဲ့တာဖြစ်တဲ့အတွက်အခုအပတ်အတွက်ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့ပေးရရှိရနော်အဲ့ကြတော့ကျွန်တော်တို့ကအဓိကအကွက်နည်းနည်းကိုအပိုင်လိုက်ထိုးစေခြင်းလို့ဒီတစ်ပတ်မှာကျွန်တော်မျိုးတွေကိုဒီမွေးကနန်း၄ခွက်ထဲကိုပဲအဓိကထားထိုးစေခြင်းတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမူဆိုင်နဲ့ဒီပြည့်ဟာနေလည်းရှိတဲ့အတွက်เนาะအမျိုးတွေတေချာပေါက်လာပါဦးမယ်ခင်ဗျမကြောက်တင်ခံပါဦးမယ်เนาะ
ဒီတစ်ပတ်မှာတော့เนาะကျွန်တော်မျိုးတွေအတွက်၄နဲ့9နဲ့ပေါင်းရင်1ဒါကဗုဒ္ဓဟူးနဲ့ကြာတာပရိပါเนาะဒီမှာပိတ်ရရှိရနောက်ကြတော့အကျိန်ဒီမှကြည့်မိမှာဆိုလို့ကျွန်တော်တို့ကဒါအင်္ဂါဗုဒ္ဓဟူးနဲ့ကြာတာပရိကိုယူတဲ့ကဏ္ဍစဉ်ဖြစ်တယ်เนาะဒါကပိတ်ရဟုတ်လား၄နဲ့9နဲ့ပေါင်းရင်1 6အချိန်ကိုနှလုံးပေါင်းရင်38ကီးနဲ့13186368ဆိုတဲ့မွေးကနန်းမှာ6ကအဓိကမိန်းနဲ့63နဲ့68ကိုမိန်းဟောပါအလဲညီကိုတွေဖြစ်ထားတာကြာပြီ၄ပရိတ်မလာသေးဘူး68ဟုတ်လားအထူးမိန်းဟောနဲ့၄ပရိတ်ဆိုရင်13ဟုတ်လား13ကတော့အရန်လောက်ပေါ့ဗျာအရန်ကောင်းတယ်အကွက်နည်းနည်းနဲ့ငွေကိုတဲ့ယူမယ်ဒီ6 38အပူပါအခွေဒီအပတ်မှာထပ်ပြီးတော့အပိုင်နေထပ်ပြောပါဆိုရင်အပူအပိုင်လာမယ်ဗျာအပူအပိုင်လာမယ်နော်ညီကိုလာမယ်အပူအပိုင်လာမယ်ဘာလို့လဲဒီမူနဲ့ရခဲ့ဘူးပါတယ်ဒီ36လို့ထွက်ရင်အပူသေးကြပေါက်လာတယ်ဗျာဟုတ်ပြီလား36ထွက်ရင်အပူသေးကြပေါက်လာတယ်အပူစောင်းမြော်နေတဲ့အမျိုးတွေဟုတ်ပြီလားကျွန်တော်တို့ပိတ်ရရှိလို့တာနည်းနည်းဂယူးဆိုင်လောက်ရမှာဖြစ်ပါတယ်ခင်ဗျနော်အဲ့ဒီကြတော့ဒီတစ်ပတ်မှာ946ကီးနဲ့946 break တွေရှိတယ်ဒါကတော့ရေးမပြီးတော့ဘူးเนาะဒီမှာအဲ့946ကီးနဲ့946 break တွေကအကြိုက်ဆုံးတွေကိုကျွန်တော်တို့เนาะဒီမှာမွေးကနန်းဖြစ်ရလာပြီလာရောက်တိုက်ဆိုင်ပြီးပြီ61ဒါလေးတော့ရေးပြီးမယ်ဒီ break ဟုတ်လားဒီ break ထဲအောက် break ဒူကြလို့16ပါတော့619ပါတယ်619 break ဒီbreak ဒီရှိပါတယ်ခင်ဗျာအဲ့ဒီမှာဒီတစ်ပတ်ဂရုအတွက်ကျွန်တော်တို့ဝင်ကြီးပေးစရာမလိုပါဘူးเนาะကျွန်တော်မျိုးတွေပြီးသွားတဲ့ဘက်ကကျွန်တော်တို့အခွေထွက်မသွားသည်ဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာအကောင်းဆုံးအခွေကိုရွေးချယ်ပေးထားတယ်ကျွန်တော်မနေ့ညတွေကလေးကတောက်လျှောက်เนาะလိုက်တဲ့မလားသေးပဲနဲ့အကောင်းဆုံးနေရွေးချယ်တယ်မူ9ခုလောက်နဲ့တစ်စိုက်သေးကြတဲ့အခွေကိုကျွန်တော်မျိုးတွေဒီတစ်ပတ်မှာအပိုင်ထိုးခံအောင်မှာဖြစ်ပါတယ်ဒီပတ်အစင်မပြေသွားတဲ့ဟာတွေကိုအခုလာမယ့်အပတ်မှာเนาะအကောင်းဆုံးနေရအောင်လို့เนาะအကောင်းဆုံးနေရအောင်လို့ဒီချာရွေးချယ်ပေးထားပါတယ်เนาะအဲကြတော့ group မှာအကောင်းဆုံးအခွေဒီတခါရွေးချယ်ပေးထားပါတယ်အမျိုးအသစ်တွေကတော့အပေးခြင်းနေဆိုရင်တော့လာလို့ရပါတယ်เนาะအမြန်လဲကြမယ်ဟုတ်လားမူ9ခုလောက်နဲ့ကျွန်တော်တို့တေချာစီးစစ်ထားတဲ့တခွေတဲထွက်တဲ့အခွေကိုဒီဘက်မှာမွေးနှမ်းနေရောမပေးတော့ပဲနဲ့เนาะအခွေတစ်ခုတည်းပေးပါဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ like ကိုတွေ့ရှိတဲ့မျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူရင်းစန္ဒတွေတလုံးတဝတွေပြည့်စုံပါစေကျွန်တော်မျိုးတွေဒီမိန်မွေးလေးခွက်ထိုးပြီးတော့เนาะအထူး view site ပါဟုတ်ပြီလားเนาะအထူး view site ပါ36ကြောင့်အပူးလာမယ်ခင်ဗျเนาะ36ကြောင့်အပူးလာမယ် break to break ဒီစတိုက်ကြထားတယ်ဒါကြောင့်အပူးတွေလာမယ်နော်ဟုတ်ပြီလားညီကိုတွေနဲ့ပိတ်ထားတယ်ညီကိုတွေမြူးထားတဲ့အတွက်နောက်ပတ်ညီကိုလာအောင်မယ်ကျိုင်းနေတဲ့ရင်လောက်ပါခင်ဗျနော်
အရာအလုံးဟာတော့အမြဲတမ်းမှန်ကန်တည်တတ်နေတယ်ဆိုတာတော့မရှိပါဘူးเนาะအဲ့ဒီကြတော့အပတ်တိုင်းမှာကျွန်တော်တို့အကောင်းဆုံးနေလုတ်ပေးလာတာရှိခဲ့တယ်လို့တပတ်တလီမှာအစင်မပြေတာတွေရှိသွားခဲ့ရင်လေမေတ္တာတွေနဲ့နားလည်ပေးကြပါလို့ပြောရင်မင်္ဂလာနဲ့ခင်းပါအလုံးနော်အကောင်းဆုံးနေလောက်ပါဂရုမှလည်းမူ၅မျိုးနဲ့ချုပ်ထားတဲ့အကောင်းဆုံးတစ်ခွေတည်းကိုပဲထိုင်ထိုးမယ်ဒီတစ်ပတ်မှာဟုတ်ပြီလားအလုံးမင်္ဂလာနဲ့ခင်းပါခင်ဗျာကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေနော်